အားလုံးပဲမင်္ဂလာပါရှင်။ Cooking with Nui Channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ရှမ်းရိုးရငါးဟင်းချက်စားဖြစ်လို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ရှမ်းရိုးရငါးဟင်းရဲ့အဓိကမပါမဖြစ်တဲ့ပတ်ဝန်းပစ္စည်းကတော့ရှမ်းနံနံဖတ်ဖယ်ရွက်၊ကျွတ်ချက်ရွက်၊ပင်စိမ်းရွက်၊ရှမ်းပဲပုတ်၊မြုပ်ပြီးစိမ်း၊ခရမ်းချင်ပြီးကြက်သွန်နီကြက်သွန်ဖြူတို့ပဲဖြစ်ပါတယ်။ငါးရတော့ကိုအဆင်ပြေတဲ့ငါးအမျိုးအစားကိုသုံးလို့ရပါတယ်နော်။ကျွန်မကတော့ငကျင်း35ကျပ်သားကိုအသုံးပြုထားပါတယ်ရှင်။အရင်ဆုံးအဓိကပါဝင်ပစ္စည်းဖြစ်တဲ့ပင်စိမ်းရွက်ဖတ်ဖယ်ရွက်နံနံရှမ်းနံနံလွတ်ချရွက်တို့ကိုနှုတ်ဆင်းထားပါမယ်။ခရမ်းချင်ပြီးကြက်သွန်နီကြက်သွန်ဖြူနဲ့မြုပ်ပြီးစိမ်းတို့ကိုလည်းနှုတ်ဆင်းထားပါမယ်ရှင်။ပြီးရင်တော့ရေစီးတန်းဆင်ထားတဲ့ငါးထဲကိုစားထမင်းစားစွန်းတစ်စွန်းအင်ခတ်မုတ်ထမင်းစားစွန်းတစ်ဝက်နှနွင်းမုတ်ထမင်းစားစွန်းတစ်ဝက်အယောင်တင်မုတ်ထမင်းစားစွန်းတစ်ဝက်ရှမ်းပဲပုတ်အမုတ်ထမင်းစားစွန်းတစ်စွန်းစီအနှဲငယ်နဲ့နှုတ်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေအကုန်လုံးကိုဓမ္မသွားအောင်နေထားပေးလိုက်ပါမယ်တဲ့ဦးထဲကိုစီအနှဲငယ်ထည့်ပါမယ်။စီပူလာရင်တော့နေထားတဲ့ငါးကိုလုံးချက်ပေးပါမယ်။ရေခမ်းလာပြီဆိုရင်ငါးအသုံးလေးတွေရေမြုပ်ယုံလေးရေထည့်ပေးပါရှင်။မီးအလယ်နဲ့15မိနစ်လောက်ထပ်ချက်ပေးပြီးရင်တော့ရှမ်းရိုးရငါးဟင်းဆက်လေးရပါပြီရှင်။ဒီရှမ်းရိုးရငါးဟင်းချက်လေးဟာဆိုရင်ပါဝင်ပစ္စည်းများပေမဲ့တကယ်ကိုထမင်းစားမိစီတဲ့ဟင်းတစ်ခွက်ဖြစ်ပါရှင်။အားလုံးပဲလှုပ်ရှားကြည့်ကြပါနော်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ထားပြီးအားပေးသွားကြပါဦးနော်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။